ဟုတ်ခါကျွန်တော်စိတ်ကြနေဘာလို့လဲတရား ဘာလို့လဲ ဒီလိုဆိုရင်ကောက်တယ်လိုက်တော့ကွာ ဟဲ့ဟဲ့က နောက်တော့ကွာဒီရောစိတ်ကြနေမမတာမလုံးနဲ့ဒီတိုင်းပဲနေကြတယ်ဟောကွာဘာပြေးလာအောင်မကောကျွန်တော်တို့ကအမြဲတမ်းအောင်မြင်နေရမယ်အမြဲတမ်းတက်ကြွနေရမယ်ဆိုတော့ pressure ကြားမှာပဲပင်ပန်းနေကြအဲ့တော့ဒီလိုကြည့်ပြတယ်ပုံခဏချထားလိုက် social media ကိုအောင်မြင်မှုတွေဆိုတာကို review ဆိုင်နေတယ်မင်းတို့ကလူရှင်ကြီးတွေကိုပဲ upload လုပ်ကြတာအဲ့တော့ကိုယ့်ရဲ့မောင်ကိုဝင်ထားပြီးတော့ရင်အားကြောင့်ပါလေမင်းရှင်းစဖို့တဲ့ idea ပါနော်ဟဲ့လူလဲကြနေရပြန်လာပေါ့ဒီလိုမျိုးအိပ်ပျော်ရမှာပြန်လာ